Chelsea Sport ပရိသတ်တွေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အနေငယ်ဒီ Chelsea အသင်းရဲ့ FA Cup နောက်တစ်ဆင့်ပွဲစဉ်အကြောင်းလေးကိုကျွန်တော်အနေငယ်သုံးသပ်ချင်ပါတယ်ဒီနေ့ပွဲဟာ Chelsea အသင်းက Sheffield United အသင်းကို2ဂိုးမရှိနဲ့နိုင်ရခဲ့ပြီးမှနောက်တစ်ဆင့်ကိုတက်ရောက်သွားတာဖြစ်ပါတယ်ဒီနေ့ပွဲမှာလည်းပွဲတော်ခွင့်ရရှိတဲ့ကစားသမားတွေလည်းအမြောက်အများသူတို့ပြန်လည်ပြီးပွဲတော်ခွင့်ကိုရရှိခဲ့တာဖြစ်ပါတယ်အခုဆိုရင် Chelsea အသင်းကနောက်တစ်ဆင့်မှာ Man City အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်Southampton နဲ့ Leicester အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်အခုနီးပြတူကလက်ထက်မှာ Chelsea အသင်းက14ပွဲကစားပြီးတော့10ပွဲနိုင်တယ်ပြီးလို့ရှိရင်4ပွဲတရေကျတယ်ရှုံးပွဲကတစ်ပွဲမှမရှိသေးတာကျွန်တော်တို့တွေ့ရတယ် clean sheet ကသူက12ပွဲရယူထားတယ်စုစုပေါင်းဂိုးတွင်းယူနိုင်တဲ့ဂိုးတွေက18ဂိုးအထိရှိပြီးမှပေးဂိုးက2ဂိုးတာရှိတာကျွန်တော်တွေ့ရတယ်ဒီအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ခန်းစစ်ပိုင်းကအရန်ကိုကောင်းမွန်နေအောင်ကျွန်တော်တို့တွေ့ရတယ်ပြီးတော့သူ့ရဲ့လက်ထက်မှာလည်း Chelsea အသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာကလည်းအမြင့်ဆုံးအခြေအနေမှာရှိနေအောင်လည်းကျွန်တော်ပြန်လည်ပြီးတွေ့ရတာပေါ့နော်ပြီးလို့ရှိရင်ဒီနီးပြရဲ့နီးပြူဟာတွေနဲ့ဒီဘယ်လိုပြောရမှာအရင်ကနီးပြကွန်တီတိဆောက်ခဲ့တဲ့ 3-4-3 ကစားကွက်ကိုပြန်လည်ပြီးအထိုင်ချလာတဲ့အခါမှာ Chelsea ကစားသမားတွေကလည်းအရင်ကနီးပြကွန်တီလက်ထက်မှာကစားခဲ့ပြီးတော့အထိုင်ချနေပြီးသားဖြစ်တာကြောင့်နီးပြတူကရဲ့လက်ထက်မှာပုံမူပြီးမှလွယ်ကူစွာနဲ့အထိုင်ပြန်လည်ချနိုင်ခဲ့တာကိုကျွန်တော်တွေ့မြင်ရတယ်အခု Chelsea အသင်းကFA Cup ကို semi final အထိပြန်လည်တက်ရောက်နိုင်ခဲ့တာဖြစ်တာကြောင့်သူက Man City နဲ့ပြန်လည်တွေ့ဆုံရမှာဖြစ်တယ် Man City ကလည်းအခုရာဒီမှာလည်းသူက Premier League ရဲ့ဇယားထိပ်ကိုဦးဆောင်နေတဲ့အသင်းလည်းဖြစ်တယ်ပြီးလို့ရှိရင် Premier League ကိုစုခုနိုင်ဖို့အရင်ရည်ပန်းစားနေတဲ့အသင်းလည်းဖြစ်တယ်ပြီးလို့ရှိရင်Chelsea အသင်းကအခုဆိုလို့ရှိရင် top 4ကိုဝင်ရောက်နေတာဖြစ်တယ်အဲဆိုတော့ဒီ FA Cup မှာအဆင့်1နဲ့အဆင့်4မှာရှိတဲ့အသင်းကတွေ့ဆုံတာဖြစ်တာကြောင့်ပုံမူပြီးစိတ်ဝင်စားစရာကောင်းတာလို့ကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်နီးပြတူဟန်နဲ့ဒီ Guardiola တို့ကလည်းဒီGerman League တွေမှာလည်းသူတို့ညောက်တွေ့ဆုံခဲ့ပူတာဖြစ်တယ်ဒါကြောင့်သူတို့ညောက်အချင်းချင်းရဲ့အချင်းချင်းတို့ညောက်ရှင်ပြိုင်ခဲ့တာဖြစ်တာကြောင့်ဒီလာမဲ့ FA Cup semi final မှာလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ကယုံကြည်နေမိတယ်ဘယ်အသင်းနိုင်မယ်ဘယ်အသင်းရှုံးမလဲဆိုအခုချိန်မှာကျွန်တော်တို့ခက်မှန်းဖို့ခက်တယ်နီးပြနဲ့ Chelsea တို့က FA Cup semi final တော့သူတို့က April 19ရက်နေ့ကျွန်တော်တို့ဖက်မှာဆိုလို့ရှင်တော့ည10နာရီပေါ့ည10နာရီဆိုတော့မြန်မာနိုင်ငံမှာတော့8နာရီခွဲ9နာရီခွဲလောက်မှာ8နာရီခွဲတော့မဟုတ်9နာရီအကြားမှာသူတို့ဒီ semi final ကိုသူတို့ကန်ရမှာဖြစ်ပါတယ်အဲဆိုဒီ Chelsea နဲ့ Man City တို့ကဒီ semi final မှာနိုင်တဲ့အသင်းကတစ်ဖက်မှာတက်လာတဲ့ Leicester နဲ့သို့မဟုတ် Southampton နဲ့သူတို့ကဘိုးလူပွဲဆင်နွှဲရမှာဖြစ်တယ်အဲဆိုတော့ဒီ FA Cup ဆိုတာလဲကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Chelsea အတွက်လည်းအရေးကြီးတယ် Chelsea ရဲ့တမိုင်းကြောင်းမှာဆိုရင်လည်းခဏတဲ့ဖလားတစ်ခုအဖြစ်ရှိနေရလဲဖြစ်တယ် Man City အတွက်လည်းသူက Premier League ကိုရယူဖို့လည်းရှိလို့ဒီ FA Cup ကိုလည်းသူကရယူဖို့လည်းသူကအာတွန်ခွန်ဆိုင်ကစားနေတဲ့အသင်းလည်းဖြစ်တယ်ပြီးလို့ရှိရင် Champion League မှာလည်းသူကဆက်လက်ပြီးမှမျှော်လင့်ချက်ရှင်တန်နေသေးရဆိုတော့သူ့အတွက်ကျွန်တော်တို့အတွက်လည်းလွယ်ကူမှာမဟုတ်လို့ Man City အတွက်လည်းလွယ်ကူမဲ့ပွဲတပွဲလည်းဖြစ်လာမှာလည်းမဟုတ်အဲဆိုနှစ်သင်းစလုံးအတွက်အရန်ကိုခက်ခဲတဲ့ပွဲတပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပြီးလို့ရှိရင်Chelsea အနေနဲ့ဒီပွဲမှာနိုင်မယ်ရှုံးမယ်ဆိုတော့ကျွန်တော်တို့ခံမှန်းဖို့ခက်တယ်နီးပြဒုက္ခနဲ့ Guardiola တို့ရဲ့ပြန်လဲတွေ့ဆုံမှုကလည်းအရန်ကိုစိတ်ဝင်စားတဲ့ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပါတယ်အဲဆိုတော့ဒီပွဲဟာကျွန်တော်တို့ Chelsea ပရိသတ်တဲ့လက်လွတ်ဖို့
တင်တဲ့ပွဲတစ်ပွဲလည်းဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ semi final မှာကျွန်တော်တို့ဒီ Man City နဲ့ရှင်ပြိုင်ကစားရဖို့ရှိလို့ပြီးလို့ရှိရင်လည်း Premier League မှာလည်းကျွန်တော်တို့ Man City နဲ့ပြန်လည်ရှင်ပြိုင်ဖို့ရှိတယ်။အဲဆိုတော့ဒီ FA Cup မှာကျွန်တော်တို့ကဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတာကျွန်တော်တို့ကမသိပေမဲ့ကျွန်တော်တို့ဒီနီးပြနှစ်ဦးရဲ့ထိတ်တိုက်တွေ့ဆုံမှုကကျွန်တော်တို့အတွက်ပိုပြီးမှရင်ခုန်စရာကောင်းနေတဲ့အခိုက်အတန့်တစ်ခုဖြစ်နေတာဆိုတာတော့သိချာနီးပြတူးချယ်အနေနဲ့လည်းချက်စီကိုတာဝန်ယူရတဲ့ဒီအခိုက်အတန့်လေးမှာတော့သူ့အနေနဲ့အောင်မြင်မှုတစ်ခုတော့သူရရှိအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီ FA Cup မှာသူက semi final အဆင့်နဲ့သူကတက်ရောက်ထားနိုင်ပြီဖြစ်တယ်။ပြီးလို့ရှိရင်Champions League မှာလည်း quarter final အဆင့်အထိသူကတက်ရောက်ထားနိုင်တာဖြစ်တယ်။အဲဆိုတော့ကျွန်တော်တို့ Chelsea အနေနဲ့ဖလားမျှော်လင့်ချက်ဆိုကျွန်တော်တို့နှလုံးပဲကျန်တော့တယ်။အဲနှလုံးကChampions League ဖလားရယ်ပြီးလို့ရှိရင်ဒီ FA Cup ဖလားရဲ့ဒီနှလုံးပဲကျွန်တော်တို့အတွက်ဖလားမျှော်လင့်ချက်ရှိတာဖြစ်တယ်။ဒါကြောင့်မို့ဒီပြတူးချက်အနေနဲ့လည်းသူလက်ရှိတာဝန်ယူနေတဲ့အချိန်မှာအကောင်းဆုံးနဲ့စွမ်းဆောင်ရည်တွေနဲ့သူချက်စီအသင်းကိုအဆင့်တစ်ခုထိသူဆွဲတင်ပြီးမှအောင်မြင်မှုတစ်ခုတော့ရအောင်ယူနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ချက်စီအနေနဲ့ချက်စီပရိသတ်တွေအနေနဲ့လည်းဒီ April 19 ရက်နေ့မှာကျွန်တော်တို့နိုင်ငံတကာပွဲစဉ်တွေပြီးသွားပြီးတဲ့နောက် April 19 ရက်နေ့မှာကံမဲ့ဒီ Chelsea နဲ့ Man City ပွဲကိုဆက်လက်စောင့်မျှော်အားပေးကြရအောင်လို့ကျွန်တော်အနေနဲ့ဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်